안녕하세요, 여러분. 서울메이크 코리안 랭귀지 센터만 조소바리 디체킴비바. 제가 디 속소 한국어 어휘원 토픽 1 디 book of စာအုပ်လေးပေါ့နော်အဲဒီစာအုပ်လေးနဲ့တင်ပြပေးတော့မှာဖြစ်ပါတယ်ဒီစာအုပ်လေးကဒီ topic 1မှာပါတတ်တဲ့ဝဝဟာရလေးတွေမကောက်ပေါ့နော်လေ့ကျင့်ခန်းလေးပါတစ်ခါလေးပါထားပြီးသားပါအဲ့တော့ book of တွေကိုစနစ်တကျနဲ့သင်ယူပြီးတော့ကျမှတ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့တော်တော်ယူကောင်းတဲ့စာအုပ်လေးပါပြီးရင်သူကဘာနောက်ထပ်ကောင်းလဲဆိုရင်ဒီလိုက်ပေါ့နော်နေ့ရက်ဒီအလိုက်ခွဲပြီးထားတည်တယ်အဲ့တော့တနေ့ကိုဘယ်နှလုံးလဲဆိုရင်အားလုံးပေါင်း30ပေါ့နော်အဲ့တော့တနေ့အလုံး30နဲ့ဖြည်းဖြည်းချင်းစီကျက်သွားခြင်းတဲ့သူတွေအတွက်ဆိုလဲတော်တော်ကြီးကိုတက်တော်တဲ့စာအုပ်လေးပါအဲ့တော့ဒီစာမျက်နှာလေးကိုကြည့်ကြည့်မယ်နော်။ကျွန်တော်ဒီနေ့ပထမဆုံး day 1အတွက်သင်ကြားပေးတော့မှာပါ။သူကတော့အယုံဆုံးဖုံးလို့နံပါတ်တည်ရယ်ဟန်ကူကောကိုရီးယားစကားလုံးတွေပေါ့နော်ပြီးတော့ EMI အတိတ်ပဲပြီးထားတယ်ပြီးတော့လေ့ကျင့်ဖို့တော့ဆိုပြီးထားတယ်အဲ့မှာမှသူဒီစကားလုံးလေးတွေပြီးတာမှမြောင်းလို့ထုံးလို့ဟုံးလို့ဆိုပြီးတော့ရေးထားတယ်ပေါ့နော်အဲ့ဒါလေးတွေကပါတိတ်ပဲလေဆိုတော့မြောင်းတီမြောင်းစာပါနောင်ကိုအတိတ်ပဲရပါတယ်ပြီးတော့ထုံသည်ထုံစာပါ buff တွေကိုအတိတ်ပဲရပါတယ် buff တွေကိုမှသူက action buff လို့ခေါ်တယ်ပေါ့နော်ပြီးတော့ဟျောင်းဟျောင်းစာဆိုတာကြတော့ adjective တွေပါ quality buff လို့လည်းခေါ်လို့ရပါတယ်အဲဆိုခြေကအတိတ်ပဲလေးတွေအရင်ပြပြပေးပါမယ်ခါကဲဆိုတာကကြတော့ဘယ်လိုနေရာလေးလဲဆိုတော့သူကစီးဆိုင်ပါကျတို့ပစ္စည်းတွေရောင်းနေအဲ့တော့ကိုရီးယားသွားပြီးတော့ဝယ်လို့ရတဲ့စီးဆိုင်လေးဒီကိုတန်တန်ဆိုင်ဆိုပြီးတော့ပဲပြောလိုက်ရတယ်နော်ခါကြော့ကကြောစီးနော်ခါကူဆိုတာကပရိဖောကတွေပါခုံတို့စပွဲခုံတို့ပေါ့နော်ထိုင်ခုံတို့ပြီးတော့ခါကပ်တာဆိုတာကကြတော့နီးတော့ခါတာသွားတီခါရချီတာတင်ကြတီခါပန်းလွယ်အိတ်ခါပြော့တာပေါ်ပါတော့ခါစုအဆူတော့ခါယိုတချင်းခေါင်းတဲ့အလေးကခါဥကကြတော့စောင်းဦးရသည်ပါဒါလေးပြီးရင်မှတ်ပြီးသွားရင်အောက်ကထပ်ပြီးသွားခြင်းမယ်နော်ပြီးတော့ခါချန်းကကြတော့ဖူစာကြီးပေါ့နော်သူကဒီအဖြစ်ဆုံးဆိုပြီးတော့ဆုံးဆိုတဲ့အဓိပ္ပာယ်ကိုရတယ်အဖြစ်ဆုံးအတော်ဆုံးအကောင်းဆုံးဆိုပြီးတော့ခြေကိုဆုံးပေါ့နော် EST ပုံစံမျိုးနဲ့သုံးတာပါခါချန်းရဲ့ပတ်တာဆိုရင်အလားဆုံးအဲ့လိုမျိုးလေးသုံးတာဆုံးပေါ့နော်ပြီးတော့ခါချုပ်ကကြတော့မိသားစုခါချီတာရှာယူပြီးတို့ဒီရှူတာပေါ့နော်ရှူတယ်ဆိုပြီးတော့ပဲပြောလိုက်ရရတယ်ရှူဆောင်ပြီးရာယူတီဆိုတာထက်ယူဆောင်တီလို့မှတ်ထားပြီးပါယူဆောင်တယ်ဥမာလွဲယူလာခဲ့ဒါပြီးမိုးရမယ်ထီယူလာခဲ့အဲ့လိုဆိုရင်ဒီခါချီတာနဲ့သုံးလို့ရတယ်ပြီးတော့ခါလာထတာဆိုတာကကြတော့transportation တွေပေါ့နော်ဒီလမ်းဘက်ဆက်သွယ်ရေးတွေကိုပြောင်းစီးတဲ့အခါမှာသုံးတယ်ကားတွေပြောင်းစီးတာပြီးတော့감기အေးမိခြင်း감사ကျေးဇူးတင်ခြင်း값စီးနှုတ်ပဲတူတယ်ပြီးတော့갔다တူတော့ပေါ့နော်တူတော့ပြီးတော့같이အတန်းထွက်ရင်같이ဆိုပြီးထွက်ပြရပါတယ်같이ကအတူ아니면အတူတကွ
တခါတလေကြောက်လေချေတကဲ့တူဆိုပြီးတော့ဘာတပြန်ရတာလည်းရှိရပေါ့နော်တကဲ့တူတို့လူမျိုးတို့အဲ့လိုလေးပြန်ရတာရှိရပြီးတော့ K ကကြတော့သူဒီ counting unit ပါချေတို့မြန်မာမှာဆိုလဲတစ်ခုတစ်ခေါင်တစ်ယောက်တစ်ပွင့်ဆိုပြီးပြောတာရှိရလေအဲ့ဒါက counting unit တွေပဲအဲ့ဒီ counting unit တွေမှာမှ K ဒီလုံးမှာလုံးလို့ခုလို့တစ်ခုနှစ်ခုတစ်လုံးနှလုံးအလိုမျိုးလေးကိုပြောတဲ့အခါမှာသုံးတာပြီးတော့အောက်ကခေါ်ကြီးဆိုတာကကြတော့80နေရ거실အခန်း건강 잠마이 건너편 저디 란의 뜻밖가တနည်းအားဖြင့်မျက်နှာချင်းဆိုင်ဘက်ချမ်းပေါ့နော်။အဲ့လိုမျိုးလေးတွေကိုသုံးတာ။ကားလမ်းရဲ့မျက်နှာချင်းဆိုင်ဘက်ချမ်းအဲ့လိုမျိုးသုံးတာ။ဥမာခြေကဒီလေမှာဒီမှာကားလမ်းရှိရထားပါတော့။ဒီကောင်ကကားလမ်းအဲ့တော့ဒီဘက်မှာလူတယောက်ဒီဘက်မှာလူတယောက်အဲ့ဆိုရင်ခြေကဒီဘက်ကလူတီဒီဘက်ကိုရောက်ဖို့အတွက်ဆိုရင်ခေါနောဖြွန်ကိုခိုင်ရထွေရောပေါ့နော်။သူကအဲ့လိုလမ်းရဲ့တစ်ဖက်ကကိုတွားပြရအောင်။အဲ့တော့ပြီးတော့건물ဆိုတာအဆောက်အဦ걷다လမ်းလျှောက်သည်걸다ချိတ်ဆွဲသည်အင်ဂျီတွေပါချိတ်တာတို့ပကြီးကားတွေပါချိတ်တာတို့လို့မှာရတယ်ပြီးတော့ got ဆိုတာကအရာပါသူကအရာဝတ္ထုပစ္စည်းတွေကိုသုံးတဲ့ဟာလေးပေါ့နော်အဲ့ဆိုရင်ဒါလေးတွေရေးပြီးသွားပြီဆိုတာနဲ့ကြက်ပြီးသွားရင်အနောက်မှာတစ်ခါလေးတော့ yum suk လို့ခေါ်တဲ့လေ့ကျင့်ခန်းလေးပါတယ်အဲ့တော့ခြေရောက်တစ်ခါလေးဖြည့်ပြီးသွားမယ်ပေါ့နော်ပြီးတော့ဘုံကတော့ point ကိုဖြည့်ပြီးသွားမှသာချင်တဲ့အဖြည့်ပြန်လာတိုက်ချင်တိုင်းပထမဆုံးနံပါတ်1 그림에 알맞은 단어를 연결하세요. 엄마 만겠네 색깔론이고 제사비바. 바타마 봉디 제로발리에서 인지사일리. 인지사일리가 옷가게 신발 가게 만에 되루야래. 옷가게 봐. 옷사가 인지 옷사리 인지사이. 뼈가 소용 판나스로 판나의 디베야의 신발 가게네 되비야와미. 그럼 옷 가게디 인지사이 신발 가게디 판나사이 나태 나만 가자로 그림을 보고 뽕보지비어 빈칸에 걸어야 되려마 알맞은 글자를 쓰세요. 만간에 아케아요 12번. ပထမတစ်ခုကလွယ်အိတ်လေးဆိုတော့ကျွန်တော်ဖာမှတ်လဲသူကခါပေးထားတယ်လွယ်တီခါဖန်းနေခါပါနော်လွယ်အိတ်ကခါပန်းပါပြီးသားရင်နောက်တစ်ခုကကြတော့ဘာရောသူကပရိဘောဂတွေဗီဒိုတွေခုံတွေအဲ့ဒါတွေပြထားတာเนาะအဲ့တော့ပရိဘောဂကိုခါခုပါပြီးသားရင်နောက်ကကြတော့မိသားစုအစုလိုက်ခြင်းအဲ့တော့မိသားစုတီခါချိုချာအိုခတ်တချိုခါချိုဖြစ်သွားမယ်เนาะဒါဆိုရင်နောက်တစ်ခုကကြတော့သူက다음 그림을 보고 뽕니를 집이요래 알맞은 단어에 만간의 색깔롱리리마 표시하세요. 아마 달로비에 러바타마 우선 뽕리야 반디 바날롱레 똥롱 러반디 똥롱 피데가 사과 3개가 맞나요? 아니면 3것이 맞나요? 3개 똥롱 맞나가 ပြီးတော့သူကပုံလေး2ပုံနှင်းနေကြနေတဲ့ပုံလေးရယ်ပြီးတော့အပင်လေးတွေအရွက်လေးတွေအယောင်ပြောင်းနေတဲ့ပုံလေးရယ်2ပုံပေးထားတယ်အဲ့မှာဝိုင်းထားတာကအယောင်ပြောင်းနေတဲ့ပုံပေးထားဝိုင်းထားပါတော့အဲ့တော့တိရတိအယောင်ပြောင်းတာ가을 사우야디말라 겨울 사우야디말라 어느 것이 맞나요?
가을이에요. 비어도와 리안에 뻐라네 마 또아 뻐라오 와인합이에. 에러 뻐레 그래서 그런가 무겁다예요? 가볍다예요? 가볍다 봐. 알았으니 나 틀리잖아. 그림과 관계 있는 문장을 연결하세요. 또한 비타의 뽕니네 바타무시니의 와자리오 제사배. 마찬가지로 학교에 갑니다. 학교에 갑니다. 학교에 갑니다서 배도아래 장도아라. 비아가 한국어를 코리아 바다사가고 가르칩니다. 가르치다서 된자라. B 옷걸이에 인지체대체마 옷을 인지고 걸었습니다. 걸었습니다서 바로 해야래. 체수에게 하노. 에러 장도아니의 뽕리디 저နံပါတ်1ကကြတော့ဘာလို့မရလဲဆိုတော့စတင်နေရခန္ဓာဒါတာလို့ခေါ်ရဲခန္ဓာဒါတာတွေကိုတင်နေရအဲ့တော့နံပါတ်ဘယ်လောက်နဲ့တွဲမလဲ e ပေါ့နဲ့တွဲမယ်ပြီးနောက်ထပ်နံပါတ်2ကကြတော့အင်ဂျီလေးချိတ်ထားဖြစ်တဲ့အတွက်ဘယ်လောက်နဲ့တွဲမလဲ3ပေါ့3နဲ့တွဲမယ်ပြီးနောက်ဆုံးကကြောင်းသွားနေရဖြစ်တဲ့အတွက်ကြောင်းသွားနေရသည်1ပေါ့နံပါတ်1နဲ့တွဲလိုက်ပါမယ်နောက်ထပ်နံပါတ်5연습5하자로 그림 보고 본고 집이여 대화도 와서 하십시오. conversation고 비비봐. 사과와 바나나의 비하라 사과 반디에 바나나 뼈뒤에. 반디에 뼈뒤의 색깔이 야우니가 에라지 피바달라. 아니요. 희인네 달라요. 달라여서 맞두바오. 그런 또 미라이다 밥했래. တူလားဆိုပြီးတော့မေးလိုက်တာဖြစ်မှာပေါ့အဲ့တော့တူလားဒီဟာ타요 색깔이 같아요အយ៉ាងတူပါသလားမတူနောက်တစ်ခါကျ학교에서 짱가니 집까지 A어티 멀어요 서ဝီလာ아니요 히인ဆိုပြီးတော့သူကညင်းထားပြီအဲ့တော့ကျွန်တော်မဝေးပါဘူးနီးပါတယ်လို့ပြောရမှာအဲ့တော့နီးပါတယ်ဆိုရင် 가까워요. 여기 파동사바 파동사ဖြစ်တဲ့အတွက် 제가 가까워요로 이루미야우 바가니비어 우병 어방미 가까워요로 이마만마. နောက်ဆုံးတစ်ခုက 명동에 가려면 명동로 거래니아우 따지니 어디에서 베니야마 내려야 돼요? 써야 밤래. 동대문역에서 동대문 부다가니 동대문 부다마버너 내려서 세미로 4호선으로 라인နံပါတ် 4 바로ပြောင်းစီးပြရမှာ ပြောင်းစီးပြရမှာ ဖြစ်တဲ့အတွက် ပြောင်းစီးရသည် 갈라하다 ပြီးတော့ အနောက်မှာ 돼요 ပြီးထားတာ 돼요서 제가 봐돼요 လဲဆိုရင် 아어여야 돼요 အဲ့တော့ 정답은 갈라타야 돼요 라인နံပါတ် 4도 ပြောင်းစီးရပါမယ် အဲ့ဒါသည် 정답ပါ 그럼နောက်ထပ်တစ်ခုကကြတော့ 6번 빈칸 안에서 걸레에 테레마 알맞은 단어를 골라 만간의 색깔로 유의 5 표시하세요. 와인비 번호. 제 취미는 드마의 와드나 사진을 찍으면서 더보야이네 여행을 하는 기타야의 겉야라 아니면 곧니야라 배우면은 것이에요. 여행 기타야라 번호. 연희 제가 드마가 거기로 에리도라 아니면 여기로 디니아도라 비엔나가 갈게요 라케바메 라케바메 소위 뼈그래야 제로 에이요 라케멜라 디요 라케멜라 거기로 갈게요 에이요 라케바메 조금만 기다리세요 카나라베 사비바 오렌지 소위 orange 또한 뜰롱 소로 겹컥네 케네 밤만에 계약만에는 한 개에 1,500원이에요. 또 orange တစ်လုံးကို 1,500 ဖြစ်ပါတယ်. 1,500 ပေါ့နော်. ဒီတိုင်းနံပါတ် 9 빈칸 안에 걸레에 테레마베 단어들 색깔론이고 보기에서 고르세요. 이 우버마리아니 쉬비바. 이 에라지가로 20년 전에 지었어요. 롱게레 닌나세롱가 사록해와에. 에러 디바이야ဖြစ်လဲ. 건물버 아사우가바
이 친구가 땡기진가 에라마 걸려서 여기 걸다 뭐다 걸리다 걸리다서 아가 여가 야라 그리고 여가 필때도 저 보기에만 여가 디바베 발레 감기에 바바에 그리고 감기에 걸려서 이 미케라자 오늘 디니 학교에 못 왔어요. 자오 밀라나이케 바오 저는 정말 노래를 좋아해서 뜻은 소아라 짜이데 에러 프로그램이고 자주 봐요. 맞아 하나지. 별로 시즌이요 맞아 하나지. 하요 프로그램 뜻은 소래 프로그램. B 사람도 중요하고 사람도 중요하다. 애틀레이지에 돈도 중요하지만 돈도 거의 비싼 레이지 바래. 다음에 제일 중요한 것은 이지도 야가로 뭐예요? 건강이에요. 정말. 아, 나도 나 어버이날 수가 제일 미밤야니마 부모님께 미바리시 편지를 썼어요. 사이게 말에 미바를 되게 발라고 감사 제수 때문에 살이 이렇게 말해. 그럼 8번 넘버 10 둘레 빈칸만에 꼴레의 테레마 공통적으로 뚜니소 안에 들어갈 웬다음에 단어를 색깔로 고르세요. 위치 비바. 에러ပထမ column မှာလည်းဒီစကားလုံးပဲဝင်ရမယ်ဒုတိယ column မှာလည်းဒီစကားလုံးပဲဖြည့်ပေးရမယ်အဲ့လိုစကားလုံးရှာပေးပေါ့우리 집은 바로 이 학교에서 잠깐이 정말 되게고 에라지ဖြစ်ပါတယ် 저하고 저만의 제일 필성마 가장 내두르고요. 바 필성에서 에라지 필성 친구는 등예진디 민수씨예요. 민수가 에러 제로 A 장가니비 ကျမတို့ရဲ့ AD ပေါ့နော် 장가니 되게 갖다 두라라 다르다 마두라라 가깝다 니라라 가볍다 뻐라라 ဘယ်ဟာထည့်လို့ရမလဲ 가깝다 ထည့်ပေးရမှာပါ 그래요 되게 니래 ကျမနဲ့ အနီးဆက်ဆုံး 등예진가로 민수 그래요. 쩌마가 돈을 빼산 만 원이 전부이에요. 그래요. 만 원으로 거의 따다운가 알로마베. 비어 민수 씨는 민수디 어떤 취미를 별로 와다나고 있어요? 시바드네. 이렇게 바템을. 또한 빨리 텔라이네. 3번은 네 가지다. 그래요. 쩌마 가진 돈, 가지고 있는 돈은 또마 시에 빼산 만 원 따다운가 알로메. 또마 빼산 따다운메 시에 소리베. B 취미를 가지다 소리 블로와드나 빨리 소리베 요바. 비다로 남았던 어젯밤에 머니가 잘 자서 건강하게 말해 이런 몸이 편하고 알아지 피네. 빈 발표가 끝나서 또 presentation လုပ်တာပြီးသွားပြီ 이런 마음이စိတ်တီ 아주အရန်ကို 알아지ဖြစ်သွားတယ် 이런 발이 ဖြစ်သွားလဲ နှစ်ခုစလုံးက 가볍다 봐, 오빠더라 봐. ဒါဆိုရင် နောက်ထပ် 9번. 또래 빈칸 안에 꼴레의 테레마 알맞은 단어를 고르세요. 만간의 색깔로 예비봐. 이 벽에는 디네야 마소의 노래 바다 그림을 바다로 걸 빈레 바지가이고 에라지 놓이 좋겠어요. 까오메. 여러분 바지가오 제가 발로인 까오말레 가면 또인 까물라 가지면 저리 디 휴상 타인 아니면 반사인 타인 까물라 아니면 걸면 책 타인 까물라 걸으면 레샤인 까물라 걸면마 걸으면 디 걷다 아니라 너 레샤 때 아니라 봐. 이렇게 걸면이만 말해. 애들이 다 봐. 바울에서 걷다디 다 불규칙 동사 편이로. 저는 정말 지난주에 비게르바던가 친구하고 등예진에 도서관에서 공부했어요. 사지달마 살리라게. 같이 두둘리라라 혼자 대학리라라 꼭 쟁디방리라라 너무 이해리라라. 같이 봐 두둘리라라. 비다로 다음 역에서 나부다마 내려서 생비로 박스로 파스카네 돼요. 로야밤에 여러 파스카 또 알아지 로야밤에 여러 파스카 도 소비어 바게리아 제로 파테야레소이 갈라타면 돼요. 또한 발로인 야비에서 뿅시라이 샤바비 걸으면 돼요. 레샤라이 야비 파스카 레샤로 미야오
가지면 돼요. 베스가 우슈 상황이 야비 메이스 세미비우 가르치면 돼요. 베스가 땡자로야 달래 세미비우. 베스가 네트 동루야라 갈라타다비 시바로메. တော့ဒီလိုပုံစံလေးဆိုရင်ကျွန်တော် topic 1တကယ်မိကုံးမှလည်းပါတယ်ပေါ့နော်။အဲဒါကြောင့်တိချာလေ့ကျင့်ထားရင် topic တော့လည်းစင်ပြေ။နောက်တစ်ခုဆိုလဲထောင်အောက်ကမိကျွတ်ချင်း underline တားထားတဲ့ထောင်တော်ဝါစကားလုံးနဲ့ပြီးစစ်ထန်ဝီမီရဲ့ထောင်တော်အစင်စင်တူတဲ့အဓိပ္ပာယ်ရှိတဲ့စကားလုံးတွေကိုခိုးလို့ဆက်ရောရေးချိန်ပေးပါ။약국에 가려면 세상에 떠지네 소니 떠보소에 뭐노 길 맞은편 랑의 메네친 살배찬 에러 저 메네친 살배찬이 랜드파칸이 블로콜레 건너편마 아니 건너편마 있는 시대 건물로 싸우도 가면 돼요 떠야비 사이소와 차 럼 허구 가운데서 알레강 달렘 허구 왼쪽 배반 달렘 허구노 ပြီးတော့ 요즘 그들로 과이 알디리의 가격 세노 그나 가격과 제반에 두개래 값 내 두개노 그러나 거기서 세노니 올라서 따라자 너무 비싸요 ENCG에 맛 야다 돈 비싼 색이야 호바우 남았도 마트는 디맛 데디의 세외로야 막리거나 제로시아 시티 막로 하묘리고 알로하리디의 식단하고 사다사인의 은행방에 사이에 차마 있어요, 시바에. 에요, 나쿠 차마, 나쿠의 반에 떠주래. 엘레 가마시에 저 안에 떠주래. 에요, 엘레 가운데 가운데가 뒤 안나 맞은편 그나라와 건너편으로 색깔로구나. 나만리 저는 정말 과일 중에서 어디리데마 사과를 반디고 제일 좋아해요. 짜이소마. 그나 그래 바타비비 제일 디반에 둘래 가장내 두바에 혼자 때야태 같이 두두 계속 샀다. 에라이디 마호바우. 아소 제르디니 D1 더 비다와비. 아소인 제가 남이 자일렛 피피진지네 D2 D3 하리리 살라비어 된다비바메. 제 와보노 Facebook မှာလည်းတင်ပေးမယ်ပြီးတော့ YouTube မှာလည်းတင်ထားပေးပါမယ် Facebook မှာဆိုရင်ကျတော့နည်းနည်းတခြား post တွေနဲ့ရောနေမှာဆိုလို့ပေါ့နော်အကယ်၍တိတက်လေးအေးစစ်စစ်လေးလာခြင်းနဲ့ဆိုရင်တော့ YouTube ကို YouTube လို့တောင်းလို့ရပါတယ်။ဒီ post လေးမှာလည်း YouTube link လေးတွေကိုတစ်ခါတည်းထည့်ထားပေးပါမယ်နော်။ဒါဆိုရင်안녕 여러분 다음에 만나요